ဘဝဟာမတရားဘူးလို့သင်ခံစားမှုပါသလားဘလောက်ပဲစူးစမ်းပါစေအရာရာဟာလွဲချော်နေတယ်လို့မျိုးအစီအစဉ်တွေပျက်စီးတာချစ်ရသူတွေကစိတ်ပြတ်အောင်လုပ်တာဒါမှမဟုတ်ဘာမှရှိမတိုးနိုင်ပဲပိတ်မိနေတယ်လို့မျိုးပေါ့ဒါပေမဲ့ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုဆိုတာတင့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကြောင့်မဟုတ်ပဲတင့်စိတ်ထဲမှာဖြစ်ပျက်နေတာတွေပေါ်မှာပဲမူတည်တယ်လို့ပြောရင်သင်ယုံကြည်နိုင်ပါမလားဒီဇလန်လေးကအမျိုးသမီးတစ်ယောက်ဟာအကောင်းမြင်စိတ်ရဲ့စွမ်းအားကိုအသုံးချပြီးသူမရဲ့ဘဝနဲ့ပတ်ဝန်းကျင်ကိုဘလို့ပြောင်းလဲပစ်ခဲ့လဲဆိုတာပြသသွားမှာပါရှေးတုန်းကစိမ့်လန်းတဲ့လယ်ကွင်းတွေနဲ့တစ်ပင်ကြီးတွေဝန်းရံထားတဲ့ငင်းချမ်းတဲ့ရွာလေးတစ်ရွာမှာအမ်မာဘာနိုလို့ခေါ်တဲ့အဖွားအိုတစ်ယောက်ရှိပါတယ်သူမရဲ့စပင်တွေကနှင်းလိုဖြူခွေးနေပြီးအရေပြားတွေကလည်းစက်ကူအီလေးလိုတိုးလိုက်နေပါပြီဒါပေမဲ့သူမရဲ့မျက်လုံးတွေကတော့ကျဉ်နာမှုတွေနဲ့ပြည့်နေပြီးတောက်ပနေစေပါဘဝကဘလို့အခက်ခဲတွေပဲပေးပါစေသူမဟာအမြဲတမ်းပြုံးပြုံးရွှင်ရွှင်ရှိနေတယ်လို့ရွာသားအလုံးကသူမကိုချစ်ကြပါတယ်အဖွားဟာညောင်ပင်ကြီးတပင်နားကရှုပ်အိမ်လေးထဲမှာတယောက်တည်းနေထိုင်တာပါခင်မွန်းဖြစ်သူဆုံးပါသွားတာကြာပြီဖြစ်တယ်လို့သားသမီးလည်းမရှိပါဘူးဒါပေမဲ့သူမဘယ်တော့မှမငြင်းညူဘူးမနက်တိုင်းအိမ်ရှိလဲတစ်ပင်လေးတွေရေလောင်းပြီးညောင်ပင်အောက်မှာလက်ဖက်ရည်တစ်ခွက်နဲ့အေးအေးလူလူထိုင်နေတတ်ပါတယ်ရွာသားတွေဟာသူမစီလာရောက်စကားပြောလေးရှိပြီးပြန်သွားတဲ့အခါတိုင်းစိတ်ပေါ်ပါပြီးမျှော်လင့်ချက်တွေပြည့်သွားကြတာကြီးပါပဲအဲ့ဒီရွာကလူတွေဟာအရန်လှုပ်ကြိုးစားကြပါတယ်အမျိုးသားတွေကလဲထုံးနဲ့အမျိုးသမီးတွေကအိမ်မှုကိစ္စနဲ့သားသမီးဝေယဝိဆတွေကိုလုပ်ကြရပါတယ်ဒါပေမဲ့ဘဝကအမြဲတမ်းတော့မချုံမွေ့ပါဘူးတချို့နှစ်တွေမှာမိုးခေါင်လို့တီးနှံတွေပျက်စီးတယ်တချို့လဲနာမကျန်းဖြစ်ဒါမှမဟုတ်အလုံးလက်မဲ့ဖြစ်ကြရပါတယ်ဒါကြောင့်ရွာထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့ဝမ်းနည်းမှုတွေဖုံးလွှမ်းနေတတ်ပါတယ်။ဒီနေ့မိုးလဲပိုင်းမှာတော့မာရီယန်လို့ခေါ်တဲ့အမျိုးသမီးငယ်လေးတစ်ယောက်ဖွားစီရောက်လာပါတယ်။သူမရဲ့မျက်လုံးတွေမှာဝမ်းနည်းရိပ်တွေနဲ့လက်တွေတုံရင်းနေပြီးအဖွားသမီးပါလို့ရမှန်းမသိတော့ဘူး။သမီးယောက်ျားမြို့တက်အလုပ်ရှာတာလာပေါင်းများစွာကြာပြီးအခုထိပတ်စံတပြားမှပို့မလာသေးဘူး။ကလေးတွေကလည်းစာလို့ငိုနေကြပြီးသမီးဘလို့ဆက်ရှင်တန်ရမလဲမသိတော့ဘူးလို့ပြောပြီးငိုပါတော့တယ်။အဖွားကငြိမ်သက်စွာနားထောင်ပြီးမှထိုင်ပါဦးသမီးရဲ့နေပါဦးရှေ့ဆက်ပြီးဘာတွေဖြစ်လာမယ်လို့သမီးတွေးထားတယ်လဲလို့မေးလိုက်ပါတယ်မာရီယန်ကမျက်ရည်တုပ်ရင်းမကောင်းတာတွေပဲမြင်နေမိတယ်အဖွားသူအလုံးမရတာလားဒါမှမဟုတ်ငါတို့ကိုပဲမေးသွားတာလားပေါ့ဒီအတွေးတွေကိုတားလို့မရဘူးသမီးရမ်းကြောက်တယ်အဖွားကပြုံးလိုက်ပြီးသမီးရဲ့ငါတို့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေနဲ့ပြည့်နေရင်ကိုပဲပူနာကျင်စေတာပေါ့ဒါပေမဲ့အကောင်းမြင်စိတ်နဲ့ဖြည့်ထားမယ်ဆိုရင်ခွန်အားတွေရလာလိမ့်မယ်တခါတလေမှာငါတို့ကမျောလင်းချက်ကိုလက်မလွတ်ဖဲထားတဲ့အခါကောင်းတဲ့အရာတွေကငါတို့စီကိုအလိုလိုရောက်လာတတ်တယ်ဒါပေမဲ့အဖွားရဲ့ပတ်ဝန်းကျင်တစ်ခုလုံးစိုးဝါးနေတာကိုဘလို့လို့အကောင်းမြင်နိုင်မှာလဲအဖွားကမေတ္တာအပြည့်နဲ့ကြည်ပြီးပုံမြင်လေးတစ်ပုဒ်ပြောပြပါတယ်တခါတော့ကအရာရာကိုဆုံးရှုံးခဲ့တဲ့လူတစ်ယောက်ရှိတဲ့မိသားစုငွေကြေးအိုးအိမ်အကုန်မရှိတော့ဘူးတနေ့မှာသူဟာမြေကမ်းနားမှာထိုင်ငူနေတော့အဖွားအိုတယောက်ရောက်လာပြီးဘာလို့ငူနေတာလဲလို့မေးတာပေါ့အဲ့ဒီလူကကျွန်တော်မှဘာမှမရှိတော့ဘူးဘဝကဗလာဖြစ်နေတာဘလို့လုတ်ပြောနိုင်မှလဲလို့ပြန်ဖြေတယ်အဲ့ဒီအခါအဖွားအိုကပြုံးပြီးသမီးလေးပတ်ဝန်းကျင်ကိုကြည့်လိုက်စမ်းပါမင်းကိုတိုးတိုးလေးတချင်းဆိုပြနေတဲ့မြစ်ရှိတယ်အရေးပေးတဲ့တစ်ပင်တွေရှိတယ်အလင်းပေးတဲ့ကောင်းကင်ကြီးရှိတယ်မင်းမှာအသက်ရှူနေသေးတယ်လက်တွေရှိတယ်နှလုံးသားရှိသေးတယ်မင်းအသက်ရှင်နေသေးတဲ့၍ကျေးဇူးတင်စရာတွေအများကြီးရှိပါသေးတယ်ခါလို့ပြောလိုက်တယ်။အဲ့ဒီလူဟာအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါလေပြေလေးတွေရေစီးတံတွေနဲ့နေအောင်ကြီးရဲ့နှွေးထွေးမှုကိုပထမဆုံးအကြိမ်ဖြစ်တတိထားမိသွားတယ်။သူ့မျက်ရည်တွေဆဲသွားပြီးပြုံးနိုင်ခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူဟာအရာလေးတွေကိုကျေးဇူးတင်တက်လာတယ်။အရာရာကချက်ချင်းပြီးပြည့်စုံသွားလို့မဟုတ်ပဲရှိနေတဲ့အကောင်းတွေကိုမြင်တက်သွားလို့သူ့ရဲ့ဝမ်းနည်းမှုတွေဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။အဖွားကမာရီယန်ကိုကြည့်ပြီးဆက်ပြောပါတယ်တွေ့လားသမီးအဲ့ဒီလူရဲ့ဘဝကမှော်အတက်နဲ့ပြောင်းလဲသွားတာမဟုတ်ဘူးသူ့ရဲ့အတွေးတွေပြောင်းလဲသွားလို့ပြောင်းလဲသွားတာငါတို့ရဲ့အတွေးတွေပုတ်ပါသွားရင်ငါတို့ရှောက်ရမယ့်လမ်းကလည်းပိုပြီးလွယ်ကူသွားလိမ့်မယ်မာရီယန်ကမျက်ရည်တုပ်ပြီးအတွေးလေးပြောင်းယုံနဲ့တကယ်ပဲဘဝကပြောင်းလဲသွားမှလားလို့မေးတဲ့အခါပြောင်းလဲတာပေါ့သမီးရဲ့မနက်တိုင်းနိုးလာရင်ဒီနေ့ဟာကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါလို့ကိုပြောကြည့်ပါသမီးရဲ့နှလုံးသားမှာတတိတွေရှိလာလိမ့်မယ်အခက်ခဲတွေကိုရင်ဆိုင်ဖို့ပိုကြံ့ခိုင်လာလိမ့်မယ်မကောင်းတာတွေပဲကြိုတွေးနေရင်တော့တနေ့တာမစခင်ကတည်းကကြောက်စိတ်ကသမီးရဲ့ခွန်အားတွေကိုခိုးယူသွားလိမ့်မယ်မာရီယန်ဟာအဖွားရဲ့စကားကိုနားထောင်ပြီးအဲ့ဒီနေ့ကစလို့ပြောင်းလဲဖို့ကြိုးစားပါတော့တယ်
မနက်တိုင်းဒီနေ့ဟာကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါလို့တိုးတိုးလေးရွတ်ဆိုတယ်ကြောက်စိတ်တွေအစားယုံကြည်ချက်နဲ့စောင့်ဆိုင်းခဲ့တယ်ရက်သက်တစ်ပတ်တွေကုန်လွန်ပြီးနောက်တစ်နေ့မှာတော့သူမရဲ့ခင်မွန်းစီကစားတစ်ဆောင်ရောက်လာပါတယ်သူမျိုးမှာအလုပ်ရပြီဖြစ်ကြောင်းနဲ့ပတ်စံတွေပို့ပေးလိုက်ကြောင်းပေါ့မာရီယန်ဟာအယံဝမ်းသာပြီးအဖွားစီပြေးသွားပါတယ်အဖွားပြောတာမှန်တယ်သူအလုပ်ရပြီးအရာရာအဆင်ပြေကုန်ပြီးအဖွားကပြုံးပြီးတွေ့လာငါတို့ကအကောင်းမြင်တဲ့အခါကောင်းတဲ့အရာတွေဝင်လာဖို့တကားကိုဖွင့်ပေးလိုက်တယ်လို့ပဲဘဝကငါတို့ကိုအမြဲတမ်းစမ်းသပ်နေမှာပဲဒါပေမဲ့မျောလင်းချက်နဲ့ရင်ဆိုင်ရင်တိုက်ပွဲရဲ့တဝက်ကိုမင်းနိုင်နေပြီးဒီလိုနဲ့အဖွားရဲ့ပညာရှိစကားတွေဟာတရွာလုံးပြန့်နှံ့သွားပြီးရွာသားတွေဟာလည်းအတွေးပေါ်ပါရင်ဘဝပေါ်ပါတယ်ဆိုတဲ့အတိုင်းလိုက်နာကြတဲ့အတွက်တရွာလုံးဟာပျော်ရွှင်စရာကောင်းလာပါတော့တယ်အဖွားအမ်မာဘာနိုဟာရွာရဲ့နှလုံးသားဖြစ်လာခဲ့ပါတယ်ငြိမ်းချမ်းမှုဆိုတာပြည့်စုံတဲ့ဘဝရှိမှရတာမဟုတ်ပဲငြိမ်းချမ်းတဲ့စိတ်ထားရှိမှရတာပါတင်ကကြောက်စိတ်ထက်မျောလင်းချက်ကိုပူပန်မှုထက်ကျေးဇူးတင်မှုကိုဒေါသထက်ငြိမ်းချမ်းမှုကိုရွေးချယ်တတ်မယ်ဆိုရင်တင့်ရဲ့ကဘာကြီးတစ်ခုလုံးပြန်လည်ပြီးပွင့်လန်းလာမှာအသေးချပါပဲဒီဇလန်းလေးကိုကြိုက်နှစ်သက်ရင် like and subscribe လုပ်ခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်